ဒီနေ့အများစုနဲ့လိုက်လျောတဲ့ဘုရားမြတ်စွာရဲ့ဆုံးမဩဝါဒတိုင်းဘဝမှာစီးပွားရေးအောင်မြင်နေရင်လည်းမိသားစုဘဝနဲ့မိသားစုနဲ့တိုက်တိုက်ဝန်းဝန်းပျော်ပျော်ရွှင်ရွှင်နေပြီးတော့နောက်ဘဝကောင်းရသူတွေဘုံကိုရောက်ချင်တယ်ဆိုရင်ဘာတွေလုပ်သင့်တယ်လဲဘာလုပ်ရဘယ်လိုနေရမလဲမြတ်စွာဘုရားဒုစန္ဒနဲ့အညီကိုက်နေဟောထားတာရှိဘဝဆိုတာလူတိုင်းအသိပဲလူဘဝရလာလို့ရှင်သာဝတိပြည့်ပြည့်စုံစုံဖြစ်အောင်ဆန္ဒကြွယ်ဝဖို့သာဝတိပြည့်စုံဖို့လူတိုင်းဟာနေ့စဉ်ရုန်းကန်နေတယ်ဆိုတာသိကြတယ်အလုံးဟာဒီအတွက်လှုပ်ရှားလို့ရုန်းကန်နေကြနေ့စဉ်နဲ့များအလုပ်တွေလုပ်ကြတယ်မိမိဘဝအကျိုးပေးရအလုပ်တစ်ခုတော့လုပ်နေကြတယ်လုပ်ကန်စားတော့ကြတယ်တချို့တလေပင်ပင်ပန်းပန်းလုပ်ကြတယ်တချို့ကသက်သာလုပ်ကြဘယ်သူပဲဖြစ်ဖြစ်သက်သာလုပ်တဲ့လူပဲဖြစ်ဖြစ်ပင်ပင်ပန်းပန်းလုပ်ရတဲ့လူပဲဖြစ်ဖြစ်အဓိကကတော့ဘဝမှာယက်တည်နိုင်မှုအတွက်ကြိုးစားခြင်းသာဖြစ်တယ်ဘဝမှာရရှိတဲ့အခြေအနေကောင်းတစ်ခုကိုရပြီးတော့ချမ်းသာနေနိုင်ဖို့ဆိုတဲ့မျှော်မှန်းချက်တွေနဲ့ကြိုးစားနေကြတာနိုင်ငံတနိုင်ငံကြိုးစားတယ်လို့ပဲမြို့တစ်မြို့ရွာတစ်ရွာဒေသတစ်ခုမှလည်းပဲစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆိုတဲ့စီမံချက်တွေနဲ့ကြိုးပမ်းအားထုတ်နေကြတူတယောက်ကိုချိလိုက်မယ်ဆိုရင်လည်းမိသားစုတိုင်းမလုပ်ကြတာလဲစီးပွားတိုးတက်ပြီးတော့ချမ်းသာကြွယ်ဝဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဘဝနေပြေလည်ပြီးတော့ချမ်းသာနဲ့ဘဝတစ်ခုယက်တည်နိုင်ဖို့ဆိုပြီးကြိုးစားတာဒါပဲအဓိကလူတွေဆန္ဒရှိနေတာအများစုကဒါပဲလို့ဒီလိုပြောအဲ့တော့လူဆန္ဒတွေကိုလိုက်ပြီးတော့တစ်ခုစီရွေးကောက်မယ်ဆိုရင်တော့အများကြီးပေါ့တယောက်ကကားစီးခြင်းနဲ့တယောက်ကတိုက်တဲ့ခြင်းနဲ့တယောက်ကတယ်လီဗီရှင်းဝယ်ခြင်းနဲ့စသဖြင့်တစ်ခုစီလိုက်ပြောမယ်ဆိုရင်တော့အများကြီးဖြစ်သွားမှာအဲ့ဒီလိုပြောเสียမလိုတော့ပဲနဲ့အလုံးခြုံငုံပြီးတော့မြတ်စွာဘုရားဟောကြားထားတယ်လူဆန္ဒလေးတစ်ခုကိုမိမိဘဝနဲ့ကိုက်ကြည့်မှုရှိမရှိစဉ်းစားကြည့်မြတ်စွာဘုရားလူတွေရဲ့ဆန္ဒနဲ့ပတ်သက်ပြီးခြုံငုံသုံးသပ်ပြီးဖော်ပြထားတာရှိတယ်လူဘဝရရှိလာတဲ့အခါမှာလူတိုင်းဟာဘယ်လိုဆန္ဒတွေရှိကြသလဲမိသားစုနဲ့စီးပွားဥစ္စာတွေတိုးတက်ပွားများလာပြီးတော့ချမ်းသာကြွယ်ဝတာဆိုတာနံပါတ်1လူဆယ်ပါလူတိုင်းချမ်းဟုတ်မဟုတ်မေးကြည့်ပေါ့မချမ်းသာခြင်းတဲ့လူပါသလားဒီထဲမှာလူတိုင်းဟာချမ်းသာခြင်းနဲ့ဒါလူတိုင်းဟာစီးပွားဥစ္စာချမ်းသာခြင်းညဒါအရေးကြီးဆုံးလူဆန္ဒတစ်ခုပဲအဲ့ဒီလိုချမ်းသာကြွယ်ဝလာပြီးတဲ့နောက်မှာလူတွေရဲ့ဆန္ဒဟာဒီနားတွေရပ်သွားလာလဲဆိုမရသေးဘူးချမ်းသာကြွယ်ဝခြင်းနဲ့နောက်မှာဘာဖြစ်လာတော့ဘာလိုခြင်းလာပြန်တော့ဆိုဂုဏ်သတင်းကြော်စောခြင်းဆိုတာလိုလားတယ်ဟုတ်တယ်လေလောကလူတွေဟာချမ်းသာကြွယ်ဝလာတဲ့အခါမှာကိုယ်နာမည်ထင်ပေါ်ဖို့ဆိုတဲ့တခုကြိုးစားလာကြတယ်မတမ်းမထင်ရှားတယ်ရှင်ပြိုင်မှုတွေကိုကြည့်လိုက်မယ်ဆိုရင်ဒီသဘောဟာပါနေတယ်နော်မတတ်တာလို့အရှုံးပေးနေတဲ့လူကိုမပြောနဲ့ပေါ့အဆင့်တစ်ခုရောက်လာပြီဆိုလို့ရှိရင်ဂုဏ်သတင်းတက်ဖို့ရအတွက်ကြိုးစားနေကြတာစီးပွားဥစ္စာတိုးတက်ပြီးတဲ့နောက်မှာဂုဏ်သတင်းကြီးချင်ကြတယ်နာမည်ကျော်ချင်ကြတယ်နာမည်ကြီးချင်ကြတယ်ဒါလည်းလူဆန္ဒတစ်ခုပဲဒါရင်ပြီးပြီလားလို့ဆိုမပြီးသေးဘူးလူတွေရဲ့ဆန္ဒဒီနားတွေရမသွားဘူးနံပါတ်1ချမ်းသာခြင်းနဲ့နံပါတ်2ဂုဏ်ရှိတည်ရှိဖြစ်ခြင်းနဲ့နံပါတ်3ဘာဖြစ်လာလဲအရွယ်လေးရလာတဲ့အခါအသက်ရှည်ခြင်းနဲ့ဟော
လူတိုင်းအသက်တူပါစေလို့ဘယ်သူမှဆုတောင်းဘူးနော်အသက်ရှိပါစေဆုတောင်းတဲ့လူကလည်းတောင်းဆုပေးတဲ့လူကလည်းအသက်ရှိပါစေပဲဆုတောင်းသက်ရှိခြင်းရတယ်ဘာလို့လဲဆိုစီးပွားချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ကပိုးအသက်ရှိခြင်းစီးတဲ့ဥစ္စာခံစားလို့အားမရသေးဘူးဒါမို့အသက်ရှိခြင်းတယ်ဒါတတိယဆန္ဒတစ်ခုပဲအဲ့တော့ချမ်းလဲချမ်းသာတယ်ဂုဏ်သတင်းလဲကြီးမားတယ်ကြော်စောတယ်အသက်လဲရှည်ခြင်းတယ်ဒီတင်မဲ့လူဆန္ဒပြည့်ဝသွားလားဆိုမပြည့်သေးဘူးမနေရလို့တည်တဲ့အခါမှာကောင်းရသူဂတိရောက်ချင်သေးတယ်ဆိုရင်နောက်ဆုံးဆန္ဒကလေးရှိသေးတယ်ဟုတ်ကဲ့လားနောက်ဘဝသိသည်ဖြစ်စေမသိသည်ဖြစ်စေဘာသာတိုင်းဟာကောင်းရသူဂတိရောက်ဖို့ဆိုတဲ့ကြိုးစားချက်ဥတည်ချက်လေးတွေရှိတယ်ဘယ်ဘာသာဝင်မဲ့ဖြစ်အဲ့တော့အဲ့ဒီမှာလူတွေရဲ့ဆန္ဒကိုအချင်းချုပ်ထုတ်ဖော်ပြီးတော့မြတ်စွာဘုရားဟောတဲ့အခါမှာဒီလေးခုတွေ့ရချမ်းသာခြင်းနဲ့နာမည်ကြီးခြင်းနဲ့အသက်ရှည်ခြင်းနဲ့တည်ပြီးတဲ့နောက်မှာကောင်းတဲ့သူတွေရောက်ခြင်းနဲ့ဒီအတွက်ချိုးပမ်းနေတာဟုတ်မဟုတ်ကိုယ့်အကိုစဉ်းစားကြည့်ပေါ့နော်အဲ့တော့အဲ့လိုဖြစ်ချင်လို့ရှိရင်ဖြစ်နိုင်တဲ့နိလန်းတွေရောရှိလားမြတ်စွာဘုရားရှိတယ်အဲ့ဒီနိလန်းတွေကိုကြိုးစားဖို့လိုအပ်တယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားကနိဗ္ဗာန်ရောက်ကြောင်းတရားကြီးပဲမဟုတ်ဘူးဘဝခရီးလျှောက်လန်းတဲ့အခါမှာဘဝတစ်ခုရလာတဲ့အခါမှာစီဝါဥစ္စာတိုးတက်အောင်လုပ်နည်းတရားသဖြင့်စီဝါဥစ္စာတွေတိုးတက်အောင်လုပ်နည်းရပြီးသားစီစဉ်ဥစ္စာကိုစနစ်တကျအသုံးပြုနည်းကစမြတ်စွာဘုရားဟောထားတာဘုရားဘာသာဝင်သူတော်စင်တွေဘုရားဟောတဲ့တရားအချို့သိကြတော့လည်းပဲလိုက်နာကျင့်သုံးမှုဘက်ကအားနည်းကြတခါလာနိဗ္ဗာန်ဆုတောင်းတခါလာနိဗ္ဗာန်ဆုတောင်းတကယ်ကိုနိဗ္ဗာန်ခေါ်မယ်ဆိုရင်လိုက်မဲ့လူတယောက်မှရှိရင်ထင်ဘူးနော်တကယ်နိဗ္ဗာန်ကိုအခုပဲပို့တော့မယ်လိုက်ခဲ့ကြလို့ဆိုလို့ရှိရင်ရှောင်းမဲ့လူသွားမဲ့လူရှိအောင်မဟုတ်သေးဘူးအချိန်ဆွဲကြအောင်ပါပဲနေပါအောင်တိုင်ပင်ပါအောင်ပဲစဉ်းစားပါအောင်ပဲချက်ချင်းကြီးလိုက်လို့မဖြစ်သေးဘူးလို့မှားစရာရှိတာတွေမှားရအောင်မှာတော့ဒီလိုပဲဖြစ်သွားမှာထလိုက်မဲ့လူစားမလွယ်တော့ဘူးနဲ့တို့တော့တဏှာဝဆင်းရဲတဲ့မှာတဏှာထဲမှာကျင်လီနေတဲ့အချိန်ဘုန်းကြီးတို့တွေလက်တွေ့မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေအတိုင်းတို့နေထိုင်နိုင်အောင်ဘယ်လိုကြိုးစားရမလဲဆိုတာသိဖို့အရေးကြီးတယ်ပေါ့မတမ်းမအရေးကြီးတယ်ဒီကိစ္စအဲ့တော့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့စီးပွားအောင်မြင်ဖြစ်ထွန်းမှုဘက်ကအာမနဲ့ရအောင်ကြိုးစားဘယ်ကိစ္စပဲဖြစ်စီးပွားအောင်မြင်ဖြစ်ထွန်းမှုဟာကိုယ့်အတွက်လည်းချမ်းသာမှုအတွက်သုံးကြမိမိရဲ့ပတ်ဝန်းကျင်အတွက်လည်းအထောက်အကူပေးနိုင်တယ်ဒီလိုဆိုလို့အဲ့တော့တူတယောက်ချမ်းသာကြွယ်ဝလာအောင်ကြိုးစားလို့ချမ်းသာကြွယ်ဝလာပြီဆိုရင်သူ့ပတ်ဝန်းကျင်ပုဂ္ဂိုလ်တွေပါသူကကြွေးထားနိုင်တဲ့အနေအထားဆိုရအများကောင်းကျိုးတွေအများကြီးဆောင်ရွက်နိုင်တယ်ပေါ့မရှိဆင်းရဲသားတွေထောက်ပံ့ကူညီနိုင်တယ်အလှူဒါနတွေပြုနိုင်တယ်ဒါကြောင့်မို့လို့နံပါတ်1လူဆန္ဒကိုဖြည့်ဆည်းဖို့မတန်မှအရေးကြီးတယ်လူတိုင်းကချမ်းသာအောင်လုပ်ရမယ်လို့ဒီလိုဆိုလိုတာနော်လုပ်တယ်ကံမကောင်းအကြောင်းမလားလို့မချမ်းသာဘူးဆိုတာတော့ဒါတက္ကန္တတို့တော့အပြင်းကြီးနေလို့မချမ်းသာဘူးဆိုတာတော့မဖြစ်တယ်မို့ပေါ့ဒီလိုဆိုစနစ်တကျမလုပ်လို့စီးပွားရေးမအောင်မြင်ဘူးဆိုတာမဖြစ်တယ်စနစ်တကျလုပ်ရမယ်ကြည်မြတ်စွာဘုရားကဒီဘဝချမ်းသာကြွယ်ဝဖို့အတွက်ဆိုပြီးတော့အခြေခံ၄မျိုးကိုဟောထားတာရှိတယ်
စီးပွားအောင်မြင်မှုရဲ့အတွက်အခြေခံအချက်၄မျိုးအဲ့ဒီအချက်၄မျိုးကနံပါတ်၁ကဘာလို့ဆိုရင်ကိုလုပ်တဲ့လုပ်ငန်းဘယ်အလုပ်နဲ့ပဲအသက်မွေးအလုပ်တိုင်းတော့ရွေးရမှာပေါ့ရွေးပြီးတဲ့အခါမှာကိုလုပ်တဲ့အလုပ်အသက်မွေးဝမ်းကြောင်းလုပ်တဲ့အလုပ်နဲ့ပတ်သက်လာလို့ရှိရင်ကျိုးကျိုးစားစားတက်တက်ကြွကြွလုပ်ရမယ်ဒါတစ်ခုကိုလုပ်တဲ့အလုပ်ပေါ်မှာအလုပ်မကြိုးစားဘူးတေးတေးတတ်တတ်မလုပ်ဘူးနော်အောင်မြင်အောင်မကြိုးစားဘူးဆိုလို့ရှိရင်ကိုယ်ပိုင်အလုပ်ဆိုလည်းမအောင်မြင်ဘူးသူများအလုပ်ဆိုလို့ရှိရင်လည်းအလုပ်ဖြုတ်ခံမှာဘာလို့မကြိုးစားအဲဒါကြောင့်မို့လို့ကြိုးစားအထောက်မှုဆိုတာရှိရအဲ့လိုကြိုးစားတဲ့အခါမှာအလုပ်တစ်ခုကိုလုပ်ပြီးစိုက်ပျိုးရေးပဲလုပ်နော်ဘယ်လုပ်ငန်းပဲလုပ်ပြီးဆိုတဲ့အခါမှာအရေးကြီးတာပါတော့ဆိုလို့ရှိရင်ကြိုးစားမှုတက်တက်နဲ့မရဘူးကြိုးစားပြီးဆိုတဲ့အထဲမှာဘာတွေထည့်သွင်းပြီးတော့မှတ်သားရလဲလို့ဆိုရင်ကြိုးစားပြီးဆိုတဲ့ပုဂ္ဂိုလ်ဟာနံပါတ်1လုပ်ငန်းကျွမ်းကျင်မှုရှိဖို့လိုတယ်နံပါတ်2ဆွဲကောင်းမှုလိုတယ်နံပါတ်3နည်းပညာလိုတယ်ဒါလို့လုပ်ငန်းမကျွမ်းကျင်ရင်လည်းမအောင်မြင်ဘူးဆွဲမရှိရင်လည်းမအောင်မြင်ဘူးနည်းပညာမရှိရင်လည်းပဲအောင်မြင်တဲ့လောက်မအောင်မြင်ဘူးဒါကြောင့်မို့လို့ကြိုးစားတယ်ဆိုတဲ့အထဲမှာမြတ်စွာဘုရားဒီ၃ခုပါထည့်ဟောဒါဘုရားဟောထားတာနော်ဥဋ္ဌာဏတမ္ပရာလို့ဆိုတဲ့အထဲမှာမြတ်စွာဘုရားထည့်ဟောထားတာဘယ်လို့ကျွမ်းကျင်ရမယ်ဆွဲကောင်းရမယ်နည်းပညာရှိရအဲ့ဒီ၃မျိုးနဲ့လုပ်ပြီးဟိုပဲစိုက်ပျိုးရေးလုပ်တယ်ခြံတယ်တွေကအစဘယ်လုပ်ငန်းပဲလုပ်ပြီးဆိုတဲ့အလုပ်ပေါ်မှာအာယုံစိုက်ပြီးကြိုးစားပန်းစားဒီအချက်တွေနဲ့အညီကြိုးစားအထောက်အမယ်အဲ့ဒါလို့ကြိုးစားအထောက်လို့ရှိရင်စီးပွားချမ်းသာခြင်းကြွယ်ဝခြင်းဆိုတဲ့လူရဲ့ဆန္ဒမလွဲမသွေဖြည့်ဆည်းနိုင်မှာဖြစ်တယ်ပေါ့ဒါဖြင့်ကြိုးစားလို့ပစ္စည်းဥစ္စာတွေရလာပါပြီတဲ့စီးပွားဥစ္စာတွေရလာပါပြီတဲ့ဒီလောက်နဲ့တည်းပဲလုံလောက်ပလားလို့ဆိုလုံးစရာတွေအများကြီးရှိတယ်လိုအပ်ချက်ဘာတွေတုံးဆိုအရခတမ္ပရာကိုရှာထားတဲ့ပစ္စည်းရေမင်းမင်းခိုးသူမချစ်မတည့်ရတော့အမွေခံသားဆိုးသမီးဆိုးတို့ကြောင့်ပစ္စည်းဆုံးရှုံးမှုမရှိအောင်ထိမ့်သိမ်းဆောက်ရှောက်ဖို့မတန်မှအရေးကြီးတယ်နိုင်ငံခြားတိုင်းပြည်တွေမှာဆိုလို့ရှိရင်ထုတ်လုပ်တဲ့ပစ္စည်းတစ်ခုဟာကြာရှည်ခံအောင်ဆိုပြီးတော့ preserve လုပ်ထားတဲ့နည်းစနစ်တွေနဲ့အသုံးပြုပြီးတော့ကြာရှည်ခံအောင်ပစ္စည်းတွေထည့်ပြီးတော့လုပ်ကြတယ်ဒါလည်းဆောက်ရှောက်မှုတစ်ခုပဲထိုးသိမ်းဆောက်ရှောက်မှုတစ်ခုဒီကိစ္စပဲဖြစ်ဖြစ်အလေလွတ်မရှိအောင်ထိန်းသိမ်းဆောက်ရှောက်နေရမယ်လုံလို့ပစ္စည်းတွေတော့ရလာပါရဲ့ရလာတဲ့ပစ္စည်းတွေကိုထိန်းသိမ်းဆောက်ရှောက်မတတ်တဲ့အတွက်ကြောင့်ပစ္စည်းသွားပြီဆိုလို့ရှိရင်လောရကြုံနဲ့ဘူးဘယ်ရာပဲဖြစ်ဖြစ်ထိမ့်သိမ်းဆောက်ရှောက်မှုဆိုတာနောက်ကလိုက်ရမယ်ဒါတစ်ခုစီးပွားရေးအောင်မြင်မှုရအတွက်နော်နံပါတ်1ကကြိုးစားတာနံပါတ်2ကရလာတဲ့ဟာထိမ့်သိမ်းဆောက်ရှောက်တာဒါဖြင့်နံပါတ်3ကလိုအပ်ချက်ကဘာတော့ဆိုတမစီဝိတာဝင်ငွေထွက်ငွေမြတ်တာသုံးတတ်ဖို့အသုံးနဲ့အဖြုံနားလည်ပြီးတော့ဝင်ငွေနဲ့ထွက်ငွေကိုအမြဲတမ်းစင်စရာပြုစုထားပြီးတော့ဝင်ငွေကအမြဲတမ်းပို့ပြီးတော့ထွက်ငွေကလျော့နေအောင်ဘတ်ဂျက်ပေါ့နော်ကာမိအောင်ဒီနည်းစနစ်တွေကိုလိုက်တာမြတ်တာအသက်မွေးတယ်လို့သူပြောတာဒီနေရာမှာ
ဝင်ငွေတွေကအများကြီးရှိသုံးတာကနည်းနေလို့ရှိရင်လည်းမဟုတ်သေးဘူးသုံးတာကများပြီးတော့ဝင်ငွေကနည်းနေလို့ရှိရင်လည်းကျွေးတွေနဲ့ဖြစ်မှာအဲ့ဒီနှစ်ခုစလုံးအစွန်းလွတ်သွားအောင်ဝင်ငွေရှိရင်ရှိသလောက်ဝင်ငွေနဲ့ထက်ငွေမျှမျှတတာသုံးဆွဲတတ်တာဒါသမာဓိဝိတာလို့ခေါ်တယ်ဒါမြတ်စွာဘုရားကအလုံးခြုံငုံပြောထားတာဒီကနေ့ခေတ်ဘယ်နိုင်ငံပဲဖြစ်ဖြစ်စီးပွားဖြစ်နေတဲ့ပုဂ္ဂိုလ်တွေစီးပွားဥစ္စာချမ်းသာကြွယ်ဝနေတဲ့ပုဂ္ဂိုလ်တွေလိုက်မေးဒီစနစ်နဲ့လုပ်နေတာအချင်းဘုရားဟောတာလို့သိသည်ဖြစ်စေမသိသည်ဖြစ်စေကပ္ပနိယမသဘောမျိုးပဲမြတ်စွာဘုရားကဒီတိုင်းသွားရင်ဒီတိုင်းဆိုပါစို့လမ်းဆိုတာရှိနေတာဒီဘောမျိုးလာတဲ့လမ်းကြီးရှိနေအဲ့ဒီလမ်းပေါ်လျှောက်ရင်ဒီဘောမျိုးတဲ့ဥတည်ထားတဲ့လမ်းပေါ်မှာလျှောက်ရင်ရောက်မလာနိုင်ဘူးလားဘယ်သူလျှောက်ဒီလမ်းပေါ်မှန်ရင်လမ်းမှန်ရင်ရောက်မှာပဲပေါ့တိတိဖြစ်စေမတိတိဖြစ်စေငါသွားနေတဲ့လမ်းဒီဘောလမ်းလို့သိချင်မှသိမှာမသိပေမဲ့လို့ဒီလမ်းပေါ်လျှောက်ရင်မရောက်ဘူးလားရောက်လာမှာပဲချိန်တန်ရောက်လာအဲ့ဒါမျိုးလို့အလုပ်တစ်ခုကမှန်ကန်တဲ့လမ်းကြောင်းပေါ်တက်ပြီးလုံနေပြီဆိုရင်ရောက်မှာသိကြတယ်မရောက်မရှိဘူးနောက်တစ်ခုကဘာလို့ဆိုရင်ကလျာဏမိတ်တတာမိကောင်းဆွေကောင်းတွေရှိရတယ်မိကောင်းဆွေကောင်းဆိုတဲ့နေရာမှာနှစ်ခုယူလို့ရတယ်ကိုယ်စီးပွားရေးပဲငွေကြေးဒနာအထောက်အကူပေးမယ်အကြံဉာဏ်တွေပေးမယ်ချို့နိုင်ငံနဲ့ဆိုလို့ရှိရင်စီးပွားရေးအကြံပေးပုဂ္ဂိုလ်တွေနိုင်ငံမှာငှားတော်ထားငှားရမ်းပြီးတော့အသုံးပြုရကြံပေးပုဂ္ဂိုလ်ဝိကျေဒနာအထောက်အကူဆိုတာလေလိုအပ်တယ်အဲဒီလိုထောက်ကူပေးမဲ့ပုဂ္ဂိုလ်အကြံဉာဏ်ပေးမဲ့ပုဂ္ဂိုလ်ဆိုတဲ့မိတ်ကောင်းဆွေကောင်းဒါတနည်းအားပြောရမယ်ဆိုလို့ရှိရင်ရလာတဲ့စိစိတ်ဥစ္စာကောင်းတဲ့ဘက်မှာအသုံးချမယ်ပုဂ္ဂိုလ်မျိုးသူတော်ကောင်းမျိုးမိတ်ကောင်းဆွေကောင်းပဲဒီလိုဆိုလို့နော်ရလာတဲ့ပစ္စည်းဥစ္စာကိုမဟုတ်တဲ့နေရာအသုံးချပြီးတော့သုံးဖြုံးပြစ်လိုက်လို့ရှိရင်ဒီစီးပွားဥစ္စာပျက်စီးသွားနိုင်တယ်ဒါကြောင့်လို့မှန်မှန်ကန်ကန်နေရာမှာအသုံးပြုတဲ့လူတော်လူကောင်းနောက်စားအကစားတွေနဲ့ဆိုရင်ပစ္စည်းဆိုတာပြတ်သွားတတ်တယ်အဲ့လိုမဖြစ်အောင်စီးပွားဥစ္စာချမ်းသာကြွယ်ဝဖို့ဆိုတဲ့အတွက်ဒီအခြေအနေကောင်းဖော်ဆောင်ပေးဖို့ဒီလေးချက်နဲ့စီးပွားဥစ္စာတိုးတက်ဖို့ရန်အတွက်ဖော်ဆောင်ပေးရမယ်ဒီတိုင်းဆိုရင်လူတွေရဲ့ချမ်းသာကြွယ်ဝခြင်းနဲ့ဆိုတဲ့ဆန္ဒဖြည့်ဆည်းပြီးသားဖြစ်သွားဆန္ဒအတိုင်းဒါအလုံးလို့သည့်အတွက်ကြောင့်ချမ်းသာကြွယ်ဝမှုဆိုတာရလာမှာပဲသိကြတယ်အဲ့တော့ချမ်းသာကြွယ်ဝလာတဲ့ပစ္စည်းဥစ္စာတွေနဲ့ပတ်သက်ပြီးတော့ဒါကမှလူတွေရတဲ့ပစ္စည်းဥစ္စာရိုးပေါက်ကြီး6ပေါက်ရှိသေးတယ်တတိထားတတ်ဖို့ဘလောက်ပဲချမ်းသာရိုးပေါက်ကြီးတွေမပိတ်ဆို့ဘူးဆိုလို့ရှိရင်စီးပွားဥစ္စာအယိုကျပျက်စီးသွားမှာဥပမာပဲစီအိုးကအပေါက်ရှိတယ်အပေါက်ရှိတဲ့စီအိုးနဲ့စီထည့်ထားမယ်ဆိုလို့ရှိရင်ယိုစိတ်ထွက်တာနဲ့စီတွေကုန်သွားမှာပဲရေအိုးဆိုလို့ရှိရင်လည်းစိတ်ပြီးတော့ယိုနေတဲ့ရေအိုးနဲ့ရေထည့်ထားလို့ရှိရင်စိတ်ပြီးယိုထွက်လို့ရေဟာကုန်မှာပဲအဲ့ဒါမျိုးလိုပဲရှာလို့ဖွေလို့ရလာတဲ့စီးပွားဥစ္စာတွေယူပေါက်ဆိုတာရှိသေးတယ်ဒါလည်းဘုရားဟောထားတာနော်အဲ့ဒီယူပေါက်တွေကိုကိုယ်တဏ္ဍမှာမထားမိဖို့ဖယ်ရှားထားဖို့လိုအပ်တယ်တဲ့ယူပေါက်ဆိုတာနဲ့ပတ်သက်တဲ့ယူပေါက်ကကိုယ်နဲ့သက်ဆိုင်တဲ့
စီးပွားဥစ္စာမတည်ထမ်းနိုင်တဲ့ရွေပေါင်း6ပေါက်ဆိုနတ်သားတစ်ယောက်ရဲ့အမေကိုနတ်သားတစ်ယောက်ကစီးပွားဥစ္စာယိုကျပျက်စီးစေနိုင်တဲ့ရွေပေါက်ကြီးတွေလောကမှာဘယ်နှခုရှိသလဲနတ်တွေကလည်းပဲလူတွေရဲ့ဘဝကိုစိတ်ဝင်စားလို့မေးတာလည်းဖြစ်နိုင်တယ်။ဒါပြီးလို့ဆိုတော့နတ်ဆိုတာလည်းလူဘဝကသွားတာလေဘုရားဘာသာတရားတော်ရဆိုလူဘဝမှာကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့နတ်ဘဝရောက်သွားတာ။အဲရောက်သွားတဲ့အခါမှာထိုက်တဲ့လောက်အတွေ့အကြုံရသိနေကြ။ဒါကြောင့်မို့စီးပွားဥစ္စာမတည်နိုင်လောက်အပေါက်ကြီးလူတွေမှာစီးပွားဥစ္စာချိုးချပျက်စီးဖို့အတွက်ရွေပေါက်ကြီးတွေပဲနှပေါက်ရှိပါသလဲလို့မြတ်စွာဘုရားကိုမေးတဲ့အခါဘုရားဖြေထားတာရှိတယ်သစိတ်ဓာနိလောကတမိယထဝိတ္တံနတ္တိဋ္ဌတိဆိုလိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုယထဝိတ္တံနတ္တိဋ္ဌတိဝိတ္တဆိုတာလူတွေလိုချင်တဲ့စီးပွားဥစ္စာလူတွေလိုချင်တဲ့စီးပွားဥစ္စာတွေဟာမတည်ထမ်းနိုင်တဲ့ရွေပေါက်ကြီးက6ခုရှိတယ်တဲ့လောကမှာအဲ့ဒီ6ခုကိုပိတ်ဆို့နိုင်ဖို့လိုတယ်မပိတ်ဆို့လို့ရှိရင်ပင်ပန်းပန်းရှာထားတဲ့ဥစ္စာတဏတွေတို့မို့မိဘဘိုးဘွားတွေရှာထားလို့အမွေရတဲ့ဥစ္စာတဏတွေတို့မို့ကံပေးလို့ရထားတဲ့ဥစ္စာတဏတွေဟာယိုကျသွားနိုင်နေတယ်ပျက်စီးသွားနိုင်တယ်လူဆိုတာအမျိုးမျိုးရှိတယ်ကိုယ့်ကိုပင်ပန်းပန်းရှာထားတဲ့ရှာရတဲ့လူကလည်းရှိသေးတယ်မိဘအမွေရလို့ထိုင်စားရတဲ့လူကလည်းရှိသေးတယ်ကံကောင်းတာနဲ့ကိုမိဘအစီကလည်းမဟုတ်ဘူးအချောင်ရလိုက်တဲ့အမွေကလည်းရှိတတ်သေးတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ရလာတဲ့စီးပွားဥစ္စာတွေယိုကျပျက်စီးသွားခြင်းမရှိအောင်ယူပေါက်တွေကိုလုံးလုံးပိတ်ထားဖို့လိုအပ်တဲ့ယူပေါက်ဆိုတာအပြင်ကလာတာမဟုတ်ဘူးအဲ့ဒီမှာမြတ်စွာဘုရားကယူပေါက်6ပေါက်ဆိုတာကိုခေါ်ထားတာရှိတယ်ဒါလည်းအလေးနဲ့ထားပြီးတော့မှတ်သားဖို့ရေးကြည့်တယ်ပေါ့လေးနဲ့ထားတဲ့အရာတစ်ခုပဲရလာတဲ့စည်းစိမ်ဥစ္စာတွေကိုယ်တဏ္ဍာမှာတည်ထခိုင်မြဲနေဖို့နံပါတ်1ယူပေါက်ကဘာလဲလို့ဆိုရင်အာလတယအပြင်းထူခြင်းနော်စည်းစိမ်ဥစ္စာချမ်းသာကြွယ်ဝတဲ့လူတွေဟာပြင်းထူတောင်းတထေးသားတွေကများသောအားဖြင့်မွဲတော်တာပဲများမိဘဆရာရတဲ့အမွေတွေထိုင်စားသုံးဖြုံပြီးတော့တထေးသားတွေကနောက်ဆုံးကျတော့မွဲတော်ပြင်းထူတာကိုယ်တိုင်အခြေခံကနေစားပြီးတော့ရှာဖွေလုတ်ကင်လာလို့ရလာတဲ့စုဆောင်းထားတဲ့စည်းစိမ်ဥစ္စာတွေကိုအလွယ်တကူရထားတဲ့ပုဂ္ဂိုလ်ကတန်ဖိုးမထားတတ်ဖက်နဲ့ဒီပစ္စည်းဥစ္စာတွေကိုထိမ့်ဖို့သိမ့်ဖို့ဆိုတာဒီနားမလဲပဲနဲ့အပြင်းထူနေလို့ရှိရင်စီးပွားဥစ္စာတိုးတက်အောင်မလုပ်နိုင်ဘူးရှိထားတဲ့စည်းစိမ်ဥစ္စာတွေတိုးအောင်မလုပ်နိုင်ဘူးအပြင်းထူနေမယ်အာလတိယပြင်းထူထိုင်ပြီးရင်လည်းထတော့အိပ်ပြီးရင်လည်းထတော့တပိတ်ဆိုင်တွားထိုင်တနေ့ကုန်ကစားဝိုင်းတွားငေးတနေ့ကုန်ထတော့ရောက်တဲ့နေရာမှာငေးမောပြီးတော့တော့ရမယ့်အလုပ်တွေအချိန်ကုန်ခံပြီးမလုပ်ဘဲနဲ့နေတဲ့ပုဂ္ဂိုလ်တွေဒါကိုအပြင်းထူတယ်လို့ခေါ်တာနော်ပြင်းတယ်မြန်မာနိုင်ငံမှာတပိတ်ဆိုင်ထိုင်ပြီးတော့နေရောညရောအချိန်ဖြုံးနေတဲ့လူငယ်လူရွယ်တွေကလည်းအများကြီးပဲစင်ကာပူတို့မလေးရှားတို့ရောက်သွားတဲ့အခါကျတော့ရားလို့တော့မကုတ်နိုင်တော့ဘူးအဲ့ဒီမှာတပိတ်ဆိုင်ထိုင်ပြီးတော့အေးအေးဆေးဆေးနေတဲ့လူတွေဟာဟိုကြတော့မနေ့ဆိုစောဤထလို့ရပြီလေအဲ့ဒီကြတော့ဗမာပြည်မှာနေတော့ကအဲ့လိုသာလုပ်မယ်ဆိုလို့ရှိရင်ထိုက်တဲ့တော့ကြီးပွားကြမှာပါမကြီးပွားမရှိပါဘူးတ
တော်များများကအပြင်းထူပြီးတော့အလုံးမလုံးချတာများအလုံးမလုံးသည့်အတွက်ကြောင့်ချီးပွားတိုးတက်မှုတွေမရှိနိုင်ပြောတဲ့အခါကျတော့အလုံးမရှိလို့ရှိတဲ့အလုံးကျတော့မလုံးချင်လို့နော်မရှိတာကျတော့အလုံးမရှိလို့ဘယ်ရှိမလဲလုံးချင်တဲ့အလုံးမှမဟုတ်တာဟုတ်ဒါဖြစ်ဖြစ်နေတာကိုပြောပြနော်တော့မှပြင်းတဲ့ပုဂ္ဂိုလ်တွေနိုင်ငံခြားရောက်ပြီးရှင်ပြိုင်ပြီးလုံးကြရပြီဆိုတဲ့အခါကျတော့ပြင်းထူလို့မရတော့အားကြိုးစားကြအားကြိုးစားစာသင်နိုင်တွေမှာလည်းပဲဘုန်းကြီးတွေသီလရှင်တွေစာကြကြတယ်ကြိုးစားကြအပြင်းထူနေတဲ့ပုဂ္ဂိုလ်ဟာသူများစာရပြီပဲစာမရဘူးသူများစာဝက်အောင်မအောင်ဒီလိုဖြစ်တာစီးပွားရေးမှာလည်းပဲမတိုးတက်နိုင်ဒါကြောင့်အပြင်းထူမှုဟာဒီနေရာမှာတော့မိခွန်းရှင်ကမေးတာကစီးပွားဥစ္စာတွေယိုကျတဲ့အပေါက်ကိုမေးတာပညာမရတဲ့အပေါက်ဆိုလို့ရှိရင်လည်းဒါပဲပြောရမှာနော်တွတ်တက်ကြီးပွားခြင်းရဲ့ယိုကျပျက်စီးနိုင်တဲ့ပေါက်ဆိုလို့ရှိရင်ဒီအပြင်းထူတာအလားတရအပြင်းထူမှုသည်ရိုးပေါက်ကြီးတစ်ခုပါတဲ့ဒါကြောင့်အပြင်းမထူပဲနဲ့ကြိုးစားအထောက်ကြမြဲတမ်းတက်တက်ကြွကြွအလုံးလုံးစိတ်ကူးညံကူးတွေနဲ့လှုပ်ကြိုးစားနေတာမျိုးဖြစ်ရမယ်လို့ဒီလိုဆိုလို့နောက်တစ်ခုကပမာဒဒုတိယယိုကြားပေါက်ကြီးကပမာဒတော့မဲ့အလုပ်တွေပေါ်မှာစိတ်မဆိုင်ဘူးတယ်လီဗီရှင်းကြည့်နေမယ်အပျော်ပါးတွေလိုက်မယ်အကစားဝိုင်းတွေမှာသွားနေမယ်ဒါတွေကိုပမာဒလို့ခေါ်တာပဲနော်အဲ့ဒီပမာဒမိမိလျော်ရောနေတာဟာလည်းပဲစီးပွားဥစ္စာယိုကျပျက်စီးခြင်းရဲ့အပေါက်တစ်ခုပဲလို့ဒီလိုဟောတာမြတ်စွာဘုရားမောက်တယ်ဟောနံပါတ်3ကဘာလို့ဆိုရင်အနုဌာနဆိုတာခုနကအပြင်းထူတာအနုဌာနဆိုတာထာတာကြွားကြွားမရှိတာနော်ထာတာကြွားကြွားမရှိတာဟောရင်းပေါ့ဖြတ်ဖြတ်လက်လက်တက်တက်ကြွကြွမလုပ်တာလုပ်ပါရဲ့တက်တက်ကြွကြွမရှိဘူးအတ္တတေရောမရှိဘူးကျွတ်တင်းနေမရှိဘူးအမြဲတမ်းနောက်ကျနေတယ်အဲ့ဒါလို့ကြိုးပမ်းအထောက်မှုမရှိတဲ့ပုဂ္ဂိုလ်အနုဌာန်ဒါလည်းပဲပျက်စီးဆုံးရှုံးခြင်းရဲ့အကြောင်းတစ်ခုပဲစီဝဥစ္စာတွေယိုကျပျက်စီးသွားနိုင်တယ်ပညာရေးနဲ့ပတ်သက်လာရင်မအောင်မြင်နိုင်ဘူးနောက်တစ်ခုကဘာလို့ဆိုအပ္ပံယမကိုချင်းသီလပြတ်ပြားတယ်မထိန်သိမ်းဘူးစောင့်ရှောက်ဘူးကိုမထိန်သိမ်းဘူးကိုချင်းပတ်သက်ပြီးတော့ထိန်သိမ်းမှုမရှိဘူးကောင်းမှမနေဘူးဒီကောင်းပါခင်သာသမီပြီးမကောင်းတဲ့အကျင့်စရိုက်တွေကိုမကျင့်မိအောင်ကိုထိန်ရနှုတ်ကိုထိန်သိမ်းစောင့်ရှောက်ရတယ်ကိုထိန်သိမ်းစောင့်ရှောက်ရကာယကံဝစီကံဒီတစ်ခုကိုထိန်သိမ်းနဲ့နေထိုင်ရမယ်ပေါ့ကိုချင်းတရားမပြတ်ပြားစေရကိုချင်းတရားပြတ်ပြားမှုဟာလည်းပဲစီးပွားရေးယိုကျပျက်စီးဖို့ရအပေါက်ကြီးတစ်ခုပဲကိုချင်းတရားပြတ်ပြားသွားရင်မရတော့မြတ်စွာဘုရားလက်ထက်တော်ခါကာလတော်ကအလုံးကြားဖို့ကြလိမ့်မယ်ဒီဇလန်းကိုဗာရဏသီပြည်ကဂရေ80မီလီယံနာမဟုတ်ဘူးဘီလီယံနာပေါ့အဲ့ဒီခေတ်ကဂရေဆိုတာဘီလီယံနာဂရေ80ကျွယ်ဝတဲ့တထေးကြီးရဲ့တူရီတော်သားနောက်တထေးတူကဂရေ80ကျွယ်ဝတဲ့တထေးတူမှာတူရီတော်သမီးနော်တထေးသားလည်း
မိဘတွေကဂရေ80ချမ်းသာတယ်တထေးသမီးကလည်းပဲဂရေ80ချမ်းသာကျွဲဝ160ဓမ္မ2ယောက်ပေါင်းလိုက်တဲ့အခါဓမ္မချမ်းသာငွေကြေးတနာတွေချိလိုက်မယ်ဆိုရင်သူတို့တသက်တာမကုန်နိုင်ဘူးလို့ပဲယူဆဒါကသူတို့မှရှိတဲ့ရွှေထင်းကအရေးအတွက်ကိုပြောတာလဲရာကိုင်းကျွန်းဥယျာဉ်ချမ်းမြေဒါတွေမပါသေးဘူးလို့ဆိုလို့တယ်အဲ့ဒါတော့ကျွယ်ဝချမ်းသာတဲ့တထေးသားဘာပညာမှမတတ်တော့ကိုယ့်ချင်းတရားကိုမထိန်သိမ်းဆောက်ရှောက်နိုင်နောက်ဆုံးကြကိုယ့်ချင်းတရားနောက်ပိုင်းမှာပြက်ပြားသွားတယ်ဆိုတာအယက်ဒီစားတွေတောက်စားမူရစ်တယ်ဟောအယက်ဒီစားတောက်စားမူရစ်ရင်ကနေပြီးတော့စီးပွားဥစ္စာတွေကိုသုံးဖြုံစားသုံးဖြည့်ဆည်းပစ်တယ်နောက်ဆုံးကြတော့တက်80ကျော်80အရွယ်ကြီးမှာဘာဖြစ်သွားတော့ဆိုခွက်လက်ဆွဲပြီးတော့တောင်းစားရတဲ့တောင်းစားဘဝရောက်သွားတယ်နှစ်ယောက်စလုံးဒါကပါရဏတိပြည်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ true story ဒါဒီကနေ့ခေတ်မှာရောမရှိဘူးလားလို့ဆိုလိုက်ပြီးတော့လေ့လာလိုက်စားကြည့်မယ်ဆိုရင်တော့မြန်မာပြည်မှာလည်းဒီလိုဥပမာတွေမရှိဘူးမဟုတ်ရှိတယ်နော်ကိုချင်းတရားပြပြသွားလို့ရှိရင်စီးပွားဥစ္စာတွေကယိုကျပျက်စီးသွားအကုန်ယိုကျပျက်စီးသွားကုန်းကောက်စရာမရှိအောင်ဖြစ်သွားတယ်နောက်ပိုင်းကျအဲ့ဒါကြောင့်မလို့သူကနိုင်မကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်နိုင်မှုဆိုဘယ်မှာအရေးကြီးတယ်တော့ငဲ့တဲ့4-5-6 လလောက်ကလို့ဖြစ်နေဂျာနယ်တစ်စောင်ထဲမှာဖတ်လိုက်ရအားကြောင့်ရေးထားတာတော့ဆိုရန်ကုန်မြို့မှာဟိုးရှိတော့ကရှိခဲ့တဲ့တရုတ်တထေးသားတယောက်အကြောင်းရေးထားရှိတယ်ရန်ကုန်ရောက်တဲ့လူတွေကိုယ်ကိုင်းလမ်းဆုံးအဲ့ဒီနန်းတော်ကြီးလို့ဆောက်ထားတဲ့တရုတ်တထေးအိမ်ရှိတယ်ခဏထိရှိတော့မှအဲ့ဒါနော်အဲ့ဒီတထေးသားဟာနောက်တုန်းမှာအလုံးနဲ့ပတ်သက်ပြီးတော့ကြိုးစားအထောက်မှုတွေအားပြော့လာတဲ့အခါကျွေးပတ်ပတ်နဲ့ဝိုင်းပြီးတော့နောက်ဆုံးဟာဆင်းရဲတဲ့ဘဝရောက်သွားတယ်မိဘကချမ်းသာလောင်အားကြီးလို့နန်းတော်ကြီးလို့အိမ်ကြီးဝင်းကြီးခြံကြီးနဲ့ဆောက်ထားပြီမဲ့လို့နောက်ဆုံးမှမထိန်နိုင်တဲ့အခါကျတော့သွားတာချင်းချောင်းပဲလစ်လို့ခေါ်တယ်ချင်းချောင်းနန်းတော်ဆိုပြီးဒီနေ့ဒီရန်ကုန်မှာရှိတဲ့အဲ့တိုက်ကြီးอ่ะနောက်ဆုံးဟာဆင်းရဲသွားတယ်ဆိုတဲ့သတင်းဖတ်လိုက်ရတယ်ဒါလေးကအလဟတဆင်းရဲတာမဟုတ်ဘူးအခုပြောခဲ့တဲ့ယူပေါက်တွေမပိတ်နိုင်လို့ဆင်းရဲတာလို့ဒီလိုမှတ်နော်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်နေတာအလုံးမလုံးချင်ဘူးအိတ်နေတယ်အိတ်ကျူးတယ်လောကမှာကျူးတာတွေရှိတယ်ကျူးတယ်ဆိုတာအလွန်အကျွံကိုကျူးတယ်လို့ခေါ်တယ်ဒုတ္တလို့လည်းသုံးတယ်အကစားအလွန်အကျွံကစားဝါဒနာပါတဲ့လူကိုအခဒုတ္တအရက်ကိုအလွန်အကျွံတောက်စားတဲ့ပုဂ္ဂိုလ်သူရဒုတ္တဒီလိုခေါ်တာပေါ့နော်အမျိုးသမီးတွေနဲ့ပတ်သက်တဲ့အလွန်အကျွံလုပ်တဲ့ပုဂ္ဂိုလ်တွေအဋ္ဌိဒုတ္တလို့ခေါ်ဒီပုဂ္ဂိုလ်တွေအားလုံးဟာပျက်စီးတာကြီးပဲနော်အဆုံးပျက်စီးသွားတာကြီးလို့ကောအဲ့ဒီတည်းပဲနောက်တစ်ခုတတ်တယ်လိုက်နေတာအလွန်အကျွံအိတ်ဘယ်တော့ဖြစ်ဖြစ်အိတ်နေတာများလောလောမပြင်းတော့အိတ်အဲ့ဒါလည်းပဲရိုးပေါက်ကြီးတစ်ခုပဲတဲ့
နောက်6ခုမြောက်ယူပေါင်းကပါတော့ဆိုတန်ဒီဘယ်လို့ရပဲဖြစ်ဖြစ်တက်လက်ချက်ချမှုမရှိပဲနဲ့ဖင်နှွဲလေးကန်ဖင်နဲ့လေးကန်နေတဲ့ပုဂ္ဂိုလ်တရားဘယ်တော့ဖြစ်ဖြစ်အောက်ကြနောက်ကြဖြစ်မယ်အောက်ကြနောက်ကြဖြစ်တယ်ဘယ်တော့မှဆိုနှိခွေးတယ်အလုံးလုံးတဲ့အခါမှာသူများလုပ်ပြီးမှလောက်ရတာဆိုနှိခွေးဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင်ဒီကနေ့အာရှနိုင်ငံတွေထဲမှာအားလုံးသိတဲ့အတိုင်းစင်ကာပူနိုင်ငံချမ်းသာတယ်လို့ပြောကြတယ်အရင်တော့စင်ကာပူနိုင်ငံဟာမြန်မာပြည်ကိုလာပြီးနမူနာယူရစင်ကာပူနိုင်ငံလွတ်လပ်ရေးရတာဘယ်တော့မှမကြာသေးဘူးအင်္ဂလိပ်ခုနှစ်1956ခုလောက်ကမှရတာအဲ့ဒီတော့ကမလေးရှားရဲ့ပြည်နယ်တစ်ခုပဲဖြစ်တယ်အဲ့ဒါမှဘာမှမရှိဘူးရေတောင်မလေးရှားဘက်ကဝယ်တော့အဲ့ဒီနိုင်ငံတစ်ခုဟာဘာဖြစ်လို့ဒီကနေ့မှချမ်းသာကြွယ်ဝသွားတာလဲဘာဖြစ်လို့ချမ်းသာရတာလဲမေးကြည့်လိုက်မြတ်စွာဘုရားဟောတဲ့တရားတော်တွေအတိုင်းသိသည်ဖြစ်စေမသိသည်ဖြစ်စေဘုရားကအမှန်ကိုဟောတာလောကိုဟောတာဥပဒေကိုဟောတာမြတ်စွာဘုရားလမ်းကြောင်းကိုပဲဟောတာနော်ဒီလမ်းကြောင်းပေါ်ဟာဘုရားဘာသာရှောက်ဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်ရှောက်ဒီလမ်းကြောင်းပေါ်ရှောက်ရင်ဒီစခန်းရောက်မှာပဲဒါသိကြတယ်ဘယ်သူရဲ့လို့ပြောတာမဟုတ်ဘူးမြတ်စွာဘုရားအဲ့ဒီစင်ကာပူနိုင်ငံမြန်မာပြည်ကရန်ကုန်မြို့ကအင်တာမ advance ဖြစ်လို့စင်ကာပူနိုင်ငံမြို့ပြစီမံကိန်းကိုလုပ်တော့မယ်ဆိုတဲ့အခါရန်ကုန်ကိုလာပြီးတော့နမူနာယူတယ်ရန်ကင်းကတိုက်တန်းနေလာပြီးတော့နမူနာယူပြီးတော့အိမ်ယာစီမံကိန်းစာလုပ်တယ်နော်ဒါရမကဘူးကြီးပွားတိုးတက်အောင်ဘလောက်ထိအောင်သူကကြိုးစားအားထုတ်ဖင်နှွဲတယ်ဆိုတာမရှိဘူးလေးကန်တယ်ဆိုတာမရှိအောင်မလုပ်စင်ကာပူစံတော်ချိန်အစ်စ်ကမြန်မာပြည်နဲ့ဘလောက်မှမကွာဘူးဆိုပါတော့တဏှာကြီးကွာမယ်ဆိုရင်အခုတဏှာကြီးခွဲကွာအောင်လုပ်ထားအချိန်ကိုသူကစောပေးထားဘယ်စံချိန်ယူထားတော့ဆိုဟောင်ကောင်ရဲ့စံချိန်ကိုယူထားတာဗျဟောင်ကောင်ရဲ့စံတော်ချိန်ကိုယူထားပြီးတော့ဟောင်ကောင်ကလူတွေနိုးရင်စင်ကာပူကလူကနိုးဟောင်ကောင်ကလူတွေအလုပ်လုပ်ပြီးဆိုရင်စင်ကာပူကလူတွေအလုပ်လုပ်ဒါကြောင့်မလို့စင်ကာပူရောက်တဲ့မြန်မာတွေမနဲ့အစောကြီးထားသွားအလုပ်လုပ်ကြစင်ကာပူမှာအစောကြီးထားမနဲ့မိုးမလင်းနေဘူးသွားကုန်ပြီအလုပ်ခွင်ကိုဝင်ညာရဗမာပြည်မှာဒီမှာဆိုရင်9 နာရီ10 နာရီအလုပ်မဝင်သေးဘူးလေ9 နာရီဝင်ရမှာဆို10 နာရီတောင်လူမစုံညင်ဘူးဟိုမှာမနဲ့4 နာရီ5 နာရီဆိုသွားကုန်ပြီမရှိတော့ဘာစံချိန်ယူထားတာတော့ဆိုဟောင်ကောင်ကစံချိန်ကိုယူထားဟောင်ကောင်နဲ့တစ်ချိန်လဲဘာဖြစ်လို့ဒီလိုလုပ်တာတော့ဆိုဟောင်ကောင်ဆိုတာအလုံးသိတဲ့အတိုင်းဗြိတိရှပိုင်တဲ့နယ်မြေတစ်ခုကိုအရင်ကအဲ့တော့စီးပွားရေးကသူကဥရောပနဲ့ချိတ်ဆက်တာဒါကဘုရားကိုပြောပြတာနော်ဒါတွေကမသိတဲ့နာမဟုတ်သိတဲ့တော့ကလူတွေဟာသိတဲ့ဘာကြောင့်အောင်မြင်ကြီးပွားသလဲဆိုတာသိတဲ့ဥရောပနဲ့ချိတ်ဆက်ထားတဲ့ဟောင်ကောင်နဲ့အချိန်ချင်းချိတ်လိုက်တဲ့အခါကျတော့ဥရောပကသတင်းနေရောဘာရောသူဘယ်သူမှနောက်မကြတော့သူစံချိန်ပြီးလိုက်နိုင်တယ်နောက်ကြနောက်ကြတဲ့လူကသူများပြီးမှပဲကိုယ်ကသိရတာဖြစ်တယ်လေသူကပဲကုန်စည်နှုန်းတွေတို့ရွှေစည်းအတက်ကြတို့ဆိုပါတော့ငွေစည်းအတက်ကြတို့ဆိုသူများသိလို့ရောင်းပြီးကုန်ပြီးသူများကနေပြီးတော့ဟုတ်လားဈေးကြလို့ဆိုပြီးတော့ထိမ့်ပြီးကုန်ပြီးကိုကနောက်မှသိတယ်နောက်ကနေလိုက်ရသူတို့ကအဲ့ဒါလိုမဖြစ်အောင်လုပ်ထားလို့တောင်းမို့လို့ဘာမှမရှိတဲ့နိုင်ငံကြီးပွားတိုးတက်သွားတာဆိုလိုတာကအခုမြတ်စွာဘုရားဟောတဲ့ထဲမှာကြည့်တန်ဒီတဲ့
လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မဖင့်နှွှဲရဘူးသက်လက်ချစ်ချာကိုကစောရဒီလိုဆိုလို့လားနော်အားလုံးဟာချွတ်တင်ပြီးတော့ဒီလိုရှိနေရမရှိဘူးဆိုလို့ရှိရင်စီးပွားကျိုးကြပျက်စီးသွားနိုင်တယ်ဒါကမြတ်စွာဘုရားကိုယ်တိုင်ဟောထားခဲ့တဲ့တန်ရုပ်ပါဠိတော်မှာပါတဲ့ရှုပေါက်ကြီး6ပေါက်မြတ်စွာဘုရားဟာတရားတွေရဲ့အကျိုးကိုကြည့်တဲ့အခါနိဗ္ဗာန်ရောက်ကြောင်းတစ်မျိုးတည်းဟောတာမဟုတ်ဘူးဒီဘဝဘယ်လိုနေစီးပွားချမ်းသာတွေတိုးတက်နိုင်တယ်ဆိုတာကိုလည်းမြတ်စွာဘုရားဟောပေးထားဒါကြောင့်မို့လို့ဘုရားရဲ့ပိဋကတ်3ပုံကိုလေ့လာလိုက်မယ်ဆိုလို့ရှိရင်ပိဋကတ်3ပုံထဲမှာစီးပွားရေးနည်းပညာတွေရှိတယ်လူမှုရေးနည်းပညာတွေရှိတယ်အများကြီးပဲမြတ်စွာဘုရားဟောထားတဲ့အထက်မှာနည်းပညာတွေအများကြီးဟောထားတယ်တမ္မာအပေါ်ယံလောက်ကြည့်ပြီးတော့ဘာဝတိလတို့ဥပုသ်ဆောင်တာတို့ဒီလောက်တင်ကြည့်ပြီးတော့ဒါနကောင်းမှုလေးလုပ်တာတို့သီလဆောက်တည်တာတို့ကမ္မထာဘာဝနာပွားများတာတို့ဒါလောက်ပဲဘုရားဘာသာအလုပ်လို့ထင်ပြီးတော့နေမယ်ဆိုလို့ရှိရင်လောကကြီးကမပြည့်စုံလူဆန္ဒအကုန်မဖြစ်စေနိုင်ဘူးဒီဘာသာတရားဘာသာတရားတွေထဲမှာဘုရားဘာသာဟာလူဆန္ဒကိုအပြည့်အဝဖြည့်ဆည်းနိုင်တဲ့ဘာသာတရားတစ်ခုဖြစ်တယ်။စီးပွားဥစ္စာတိုးတက်ခြင်းနဲ့ဆိုရင်တိုးတက်တဲ့နိလန်းနေရဆိုပြဟောတာဒုတိယဆန္ဒဖြစ်တဲ့နိဗ္ဗာန်ရောက်ခြင်းနဲ့ဆိုရင်တခြားဘာသာမှာနိဗ္ဗာန်ရောက်ခြင်းလို့ဆန္ဒရှိအောင်ရောက်နိုင်တဲ့နိလန်းမရှိဘူး။နော်ရောက်နိုင်တဲ့နိလန်းမရှိဘူး။ဉာဏ်တန်ပြောခြင်းတော့ပြောမှာပေါ့တကယ်ရောက်နိုင်တဲ့နိလန်းမရှိဘူး။သူတို့ဘဝကောင်းကင်ဘုံမှာပဲလမ်းဆုံးတာလေကောင်းကင်ဘုံတောင်ရောက်ဖို့လွယ်တာမှမဟုတ်ပဲနဲ့ဂျူရုနဲ့တက်သွားတာမှသိချလိုက်အောင်ပဲနော်အဲ့ဒီမှာကောင်းကင်ဘုံရောက်ဖို့ဆိုတာလွယ်တာမှမဟုတ်တာအဲ့တော့မြတ်စွာဘုရားကတော့ဒီဘုရားဘာသာတရားတော်ဟာခြေခြေမြင့်မြင့်အရင်မြစ်ကရှိဓမ္မတိတာကိုမသိလို့တကယ်ကြည့်မယ်ဆိုရင်ဘုရားဘာသာရဲ့တရားတော်ဟာခြေခြေမြင့်မြင့်အကုန်လုံးရှိတယ်ကြီးပွားတိုးတက်ခြင်းလည်းအခြေနဲ့အမြင့်နဲ့တဏှာရောဘုကလွတ်ခြင်းနဲ့ဆိုရင်လည်းအခြေအမြင့်နဲ့ဒီလိုခေါ်တာဘယ်မှာရောင်ဝါးဝါးနဲ့ဒါမရှိဘူးဘယ်နေရာမှာရောင်ဝါးလုပ်ပြီးတော့လက်ညှိုးအကုန်လုံးတိတိကျကျမြတ်စွာဘုရားဟောတာဒါတွေလုပ်ရင်ကြီးပွားမယ်ဒါတွေလုပ်ရင်ဆုပ်ယုပ်မယ်ပြပြမယ်အကုန်ဟောတာပဲမြတ်စွာမင်္ဂလာတုတ်တို့ဘာလို့ကြည့်ပေါ့ဘုရားကြီးပွားတိုးတက်ရေးအကြောင်းတွေဟောထားတာတကယ်ကိုစစ်မှန်တယ်မြစ်တွေ့အမတန်မှကြမြတ်စွာဘုရားရဲ့တရားတော်တွေဟာလူကိုဗဟုပြုတဲ့တရားပဲအခုကိပညာရေးတောင်မှကလေးဗဟုပြုပညာလူဗဟုပြုတဲ့ပညာရေးဆိုပြီးတော့ခုမှလာပြီးတော့အတန်နေထွက်မြတ်စွာဘုရားဟောတဲ့တရားအငကိုယ်တည်းက human centered religion ပဲလူကိုဗဟုပြုတဲ့ဘာသာတရားပဲလူကိုဗဟုပြုပြီးတော့ဟောတဲ့တရားတခြားဘာသာတရားတွေက God centered religion ခေါ်လို့ခေါ်တဲ့ကောင်းကင်ဘုံကနတ်ဘုရားကိုဗဟုပြုပြီးတော့ဟောတဲ့တရားတွေရှိပဲအကုန်လုံးအားလည်းဟာနတ်ဘုရားရဲ့အလိုကြပဲမြတ်စွာဘုရားဟောတဲ့တရားကနတ်ဘုရားအလိုကြဆိုတာတခုမှမပါလူသားတွေရဲ့နှလုံးသားလူသားတွေရဲ့အသိဉာဏ်လူသားတွေရဲ့စိတ် mind center religion လူရဲ့စိတ်တက်မူတည်ပြီးတော့ဟောတာတွေကြီးလူနဲ့ပတ်သက်တယ်ဒါတွေကိုမလေ့လာပဲနဲ့နေရင်မသိဘူးမှန်လေ့လာတဲ့နဲ့ကိုယ်ွယ်နေတဲ့ဘာသာတရားဟာဘယ်လိုဘာသာတရားလဲဆိုတာလူတိုင်းလေ့လာတဲ့မလေ့လာပဲနဲ့ရှောင်းတောင်းပေါတောင်းရောင်ဝါမလုပ်သင့်ဘူးနော်က
ရောင်ရောင်ဝါးဝါးလုပ်လို့ရှိရင်တော့ဘာမှဘယ်ဟာရောင်ချမလုပ်နဲ့တိတိကျကျသိအောင်ကြိုးစားအလေးနဲ့ထားရမယ်ဒီလိုဆိုလို့အဲ့တော့မြတ်စွာဘုရားကစီးပွားရှာဖို့တိုက်တွန်းတာကြည့်အခုကစီးပွားဖြစ်နိုင်တဲ့လမ်းလေးတွေကိုမြတ်စွာဘုရားပြထားတယ်ဒါဖြင့်စီးပွားရှာရင်မြတ်စွာဘုရားဘယ်လိုစီးပွားရှာလဲအကောင်းဆုံးစီးပွားရှာနည်းကားကိုမြတ်စွာဘုရားစီးပွားရှာတဲ့ပုဂ္ဂိုလ်ရဲ့အမျိုးအစားထဲမှာအကောင်းဆုံးလူသားဘယ်ပုဂ္ဂိုလ်ဖြစ်နိုင်လဲဆိုစီးပွားရှာပြီဆိုရင်ဓမ္မလမ်းကြောင်းနဲ့စီးပွားရှာဓမ္မလမ်းကြောင်းဆိုတာမတရားသဖြင့်စီးပွားမရှာဘူးမတရားသဖြင့်စီးပွားရှာတယ်ဆိုတာဒုစရိုက်နဲ့စီးပွားမရှာဘူးဒုစရိုက်နဲ့စီးပွားမရှာဘူးဆိုတာသူများအသက်တတ်ပြီးတော့စီးပွားမရှာဘူးသူများဥစ္စာခိုးပြီးတော့စီးပွားမရှာဘူးသူတော်ဘာသာမယာစော်ကားပြစ်မှားပြီးစီးပွားမရှာဘူးလိန်ပြောပြီးစီးပွားမရှာဘူးဒီလိုဆိုလို့တာဒုစရိုက်10ပါးနဲ့စီးပွားမရှာဘူးအဲ့ဒါကိုတရားသဖြင့်စီးပွားရှာတယ်လို့ခေါ်တယ်ဒါတွေမပါဘူးနောက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့အထက်မှာဘုရားကိုယုံကြည်ကိုးကွယ်တဲ့ဥပဒကာတွေဟာအယောင်းဝယ်မလုပ်သင့်ဘူးလို့ဘုရားကပြောထားတာ၅ခုရှိအယောင်းဝယ်လုပ်ပြီးတော့တက်မွေးဝမ်းကြောင်းမလုပ်သင့်ဘူးတဲ့ဘုရားဘာသာဖြစ်လာရင်ဒီအယောင်းဝယ်မလုပ်သင့်တာရှိတယ်။ဘာလဲလို့ဆိုရင်လူတတ်တဲ့လက်နဲ့တွေအယောင်းဝယ်မလုပ်အောင်လက်နဲ့အယောင်းဝယ်နဲ့အသက်မမွေးရမန္တဝနိစ္စဘန်းကောင်တွေတတ်ပြီးတော့အသားရောင်းနဲ့နီးနဲ့လည်းအသက်မမွေးရအတ္တဝနိစ္စလူတွေကိုကြွံဖြစ်ခိုင်းဖို့ရအတွက်လူကုန်မကူးရဒါကြည့်ရှင်းတုန်းကလေးကဟောထားခုခေတ်မှာလူကုန်ကူးတာမဟုတ်ဘူးမြတ်စွာဘုရားဟောထားတဲ့ထဲမှာပါတယ်အတ္တဝနိစ္စဆိုတာလူကုန်ကူးတာကိုပြောတာသူတစ်ပါးကိုကြွံဖြစ်ရောင်းစားတာမျိုးပဲလူကုန်ကူးတဲ့အနည်းနဲ့အသက်မမွေးဝမ်းကြောင်းပြောရဘူးတဲ့နောက်တစ်ခုကအစိတ်လူတွေကိုသေစေတတ်တဲ့အစိတ်တတ္တဝါတွေကိုသေစေတတ်တဲ့အစိတ်ကိုအယောင်းဝယ်မလုပ်ရဘူးနောက်တစ်ခုကမစ္ဆဝနိစ္စမူရစေဝါအယောင်းဝယ်မလုပ်ရဘူးဒါရီဟာလူရဲ့အကျိုးပြုလုပ်ငန်းတွေမဟုတ်ဘူးလူသားကြီးတရားလုံးကိုပျက်စီးအောင်လုပ်တဲ့ဟာတွေဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကအပြစ်ရှိတဲ့ဟာတွေကိုမလုပ်ရဘူးလို့မလုပ်သင့်ဘူးလို့ပြောလို့ဒီကနေလွတ်တဲ့စီးပွားရေးတွေအများကြီးရှိတယ်အဲ့ဒီကနေလွတ်ပြီးတော့ကောင်းရောင်းကောင်းဝယ်စီးပွားရှာတာဟာတရားသဖြင့်စီးပွားရှာတယ်ဓမ္မိယလက်ဒကိုယ်တိုင်ကြိုးစားအားထုတ်ပြီးတော့ရတဲ့စီးပွားမျိုးရှာရမယ်လို့မြတ်စွာဘုရားစီးပွားရှာတဲ့အခါပြစ်ကင်းတဲ့စီးပွားရေးလုပ်ဖို့ဒီလိုခေါ်တာကဲစီးပွားရှာပြီးရင်ဘာလုပ်ရမလို့ဆိုစီးပွားရှာပြီးရင်ကိုယ့်အတွက်ချမ်းသာအောင်အသုံးပြုမယ်ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်မိသားစုအတွက်ချမ်းသာအောင်အသုံးပြုမယ်နော်ကိုယ်အတွက်အသုံးပြုတယ်ကိုမိဘအတွက်အသုံးပြုတယ်ကိုမိသားစုအတွက်အသုံးပြုတယ်မိတ်ဆွေသင်္ကားတွေအတွက်အသုံးပြုတယ်ဟောရှားထားတဲ့စီးပွားကိုအသုံးချနောက်တတိယအချက်ကဘာလို့ဆိုရင်ကုသိုလ်ကောင်းမှုလုပ်တယ်ရှားထားတဲ့စီးပွားဥစ္စာအနေကုသိုလ်ကောင်းမှုလုပ်တယ်ဒီစီးပွားရအောင်ရှားတာကလည်းတရားသဖြင့်ရှားတယ်ရလာတဲ့စီးပွားဥစ္စာကိုမိမိနဲ့မိမိမိသားစုချမ်းသာအောင်အသုံးပြုတယ်နံပါတ်3ကုသိုလ်ကောင်းမှုလုပ်တယ်နံပါတ်4ဘာလို့အပ်တော့ဆိုအဲ့ဒီစီးပွားဥစ္စာပေါ်မှာမဲ့မောမောတွေ့တာမရှိပဲနဲ့နော်စွန့်နိုင်လွတ်နိုင်ပြီးတော့ဒီစီးပွားဥစ္စာဟာသင်္ခါရပဲတနေ့ကြလို့ရှိရင်တော့ပစ္စည်းကတော့လဲလူကိုစွန့်လူကတော့လဲပစ္စည်းကိုစွန့်ဘယ်ရာမှမမြဲဘူးဆိုတဲ့ဆင်ခြင်တုံတရားနဲ့ပစ္စည်းကိုအသုံးပြုရမယ်တဲ့ဟောတွေ့တာမရှိအလုံးဒီ၄ချက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာတကယ်အတော်ဆုံး
စီးပွားကိုအသုံးပြုတဲ့ပုဂ္ဂိုလ်လို့ဒီလိုယူရအကောင်းဆုံးပုဂ္ဂိုလ်စရင်ထဲမှာဒီပုဂ္ဂိုလ်ကပါဒါလည်းမြတ်စွာဘုရားဟောထားတဲ့တရားပဲကောင်းပြီလူရဲ့ဆန္ဒစီးပွားဥစ္စာတွေတိုးတက်ခြင်းလို့ကြိုးစားအထောက်ပါပြီတဲ့ဒီဘဝမှာအခုလို့အခြေအနေကောင်းတွေပေါ်မှာမူတည်ပြီးတော့စီးပွားဥစ္စာလို့စီးပွားဥစ္စာတွေဖြစ်ထွန်းလာပါပြီနောက်ဘဝကောင်းဖို့ရအတွက်ကဘာတွေလိုအပ်တာတော့ဆိုတရားတရားရှိရမယ်သီလရှိရမယ်သုဒ္ဓဆိုတဲ့အကြအမြင်ရှိရမယ်စာခဆိုတဲ့စွန့်လွတ်မှုရှိရမယ်ပညာလို့ဆိုတဲ့အသိပညာရှိရမယ်ဒီအချက်တွေဟာအမှန်တမ်းအရေးကြီးတယ်လို့ဆိုလို့တတ္တသီလသုဒ္ဓစာခပညာအဲ့ဒီ၅မျိုးသို့မဟုတ်တတ္တသီလစာခပညာဒီ၄မျိုးဒီအရေးချင်းတွေနဲ့ရှိပြီဆိုတဲ့ပုဂ္ဂိုလ်တရားတရားလို့ဆိုတဲ့ကံကံရဲ့အကျိုးကိုယုံကြည်မှုယရဏသုံးပါးရဲ့ဂုဏ်ကိုယုံကြည်မှုဆိုတဲ့တရားစွမ်းအားရှိနေတဲ့ပုဂ္ဂိုလ်ဟာကိုယ်ချင်းတရားကောင်းတဲ့လူဖြစ်တယ်သီလကိုယ်ချင်းတရားကောင်းတဲ့အတွက်ကြောင့်စာကဆွတ်လွတ်နိုင်မှုရှိတယ်ပညာသင်္နာပြည့်ရှိတာနဲ့မရှိတာခွဲခြားသိနိုင်စွာပညာရှိတယ်ဟောဒီအချက်တွေနဲ့ပြည့်စုံလာတဲ့ပုဂ္ဂိုလ်တယောက်ဟာနော်ဒီဘဝမှာလည်းပဲဒီအရေးချင်းတွေကထိမ့်သိမ်းဆော့ရှောက်ပြီးနောက်ဘဝအတွက်လည်းချမ်းသာဒုက္ခကိုရနိုင်တဲ့အရေးချင်းတွေပဲလို့လူရဲ့ဆန္ဒဒီဘဝလည်းမိသားစုနဲ့တိုက်တိုက်ဝန်းဝန်းပျော်ပျော်ရွှင်ရွှင်နဲ့အောင်အောင်မြင်မြင်စီးပွားရေးအောင်အောင်မြင်မြင်နဲ့ချမ်းချမ်းသာသာနေထိုင်ပြီးမပူပင်မကြောက်ကြပဲမတောင်းတသုံးဆောင်စားတော့ကြပြီးနောက်ဘဝမှာလည်းပဲကောင်းတဲ့ဒုက္ခရောက်ရမယ်လို့ဆိုတဲ့လူရဲ့ဆန္ဒပဲဒီအချက်တွေနဲ့တင်လုံလောက်ပါတယ်တဲ့အကုန်လုံးဘယ်လောက်ဆိုရင်လုံလောက်ပြီနောက်ဘဝကောင်းတဲ့ဒုက္ခရောက်ဖို့အတွက်လည်းလုံလောက်သွားပြီဒါဆိုရင်ဒါကပထမလူဆန္ဒဒီစနစ်အတိုင်းလိုက်တာจิตသုံးခြင်းဖြင့်ရနိုင်တယ်လို့ဒီလိုမှတ်သားကြအဲဒီလိုမဟုတ်ဘူးတန်တရားဝုကလွတ်ချင်တယ်ဆိုရင်တော့အဆင့်တစ်ခုထပ်ပြီးတော့တိုးရလိမ့်မယ်လူတွေရဲ့ဒုတိယမြောက်တကယ်ကိုတန်တရားဝုကိုညီးငွေ့ပြီးတော့နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရဲ့ဆန္ဒဘယ်လိုလုပ်တဲ့လဲဆိုတာလက်ပြန်ညာကြတာမှရှင်းပြီးတော့ဟောပြောမယ်အခုဒီကနေ့ညမှာအခြေခံအားဖြင့်လူဆန္ဒဖြစ်စည်းဖို့ရတဲ့မှန်ကန်တဲ့နိလန်းတွေကိုမြတ်စွာဘုရားဟောထားတာထိုသုတ်တံကထုတ်လုပ်ပြီးတော့မှတ်သားကြရအောင်ဟောပြောတာဖြစ်တယ်ဒါကြောင့်မို့တရားရှင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မအတိုင်းမိမိတို့ကိုယ်တိုင်ကဗုဒ္ဓံတရဏံခိစ္ဆာမိမြတ်စွာဘုရားကိုကိုးကွယ်ပါကိုးကွယ်ရလို့စိကပ်ပါတယ်ဆိုတာဒီလိုအဆုံးအမတွေလိုချင်လို့ဘုရားကိုကိုးကွယ်ဒီအဆုံးအမတွေရပါရဲ့တန်းနဲ့မလိုက်နာဘူးဆိုလို့ရှိရင်တော့မြတ်စွာဘုရားရဲ့အပြစ်မဟုတ်ဘူးဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီအဆုံးအမတွေရအောင်ဘုရားကိုးကွယ်တယ်ကိုးကွယ်ရာဂျိုးနှက်အောင်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မအတိုင်းလိုက်နာကျင့်သုံးခြင်းဖြစ်လာလေဒီဘဝလူတွေရဲ့ဆန္ဒကိုဖြည့်ဆည်းနိုင်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးလာဖြံငြိမ်းချမ်းကြပါစေ
မေတ္တာရေချမ်းကောင်းငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒဖြစ်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒဖြစ်ပါစေဘုံလန္တာဒုက္ခသင်္ကစာမေတ္တာပုံနေတုသင်္ကမမနောတရာတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်မြူပါဝင်ဝေလာမင်းနှင့်ရောင်ခြင်းရှေယုံပေါင်းဆုံးရခြင်းကြောင့်တဗေတံကျင့်မဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရာတိမြင်များဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ဤအတွင်၌ဒုက္ခပင်သာစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဘောလန္တဝန္တာရှင်မျိုးဝမုံလူလျက်ကြည်နုပွဲကြုံဖူးကွဲညကုန်သည်ဖြစ်၍ဒုက္ခနာကလေအောင်လေတဲ့ရောရှက်သင်ပြပီတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသိကြိုင်လိုက်၍နေကြပါစေကုန်သတည်း